သမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်၌အာမင် Christmas Novena နဝမနေ့ဆုတောင်းမြတ်တာအိုယိုသေးလေးမြတ်ဖွယ်ယေရှုသူငယ်တော်ဖျားအရှင်အားရှိခိုးကိုးကွယ်ဝတ်ပြုကြပါသည်အရှင်ခွင့်ပေးတော်မမူလင်တပည့်တော်တို့သည်အထံတော်ဘာသို့ချင်းကပ်ရန်မဖြစ်နိုင်ကြပါတပည့်တော်တို့၏အပြစ်များကြောင့်ဗက်သလင်ဟင်မြို့နွားစခွက်ထဲတွင်စံပယ်တော်မူသောအရှင်သူငယ်တော်သည်ငိုကြွေးခဲ့ရပါသည်တို့ရာတွင်နောင်နာရသူတို့အားအခွင့်ကညာလွတ်တော်မူလျက်တနာကရုဏာကိုပြအံ့သောငါကိုရောရှင်ကြွလာတော်မူသည်ဖြစ်၍အပြစ်ရှိသူတပည့်တော်တို့အားအခွင့်လွတ်တော်မူပါအိုကောင်းမြတ်တော်မူခြင်းနှင့်ပြည့်စုံတော်မူလျက်လွန်စွာပင်ချစ်ခင်တော်မူသောတပည့်တော်တို့၏ကယ်တင်ရှင်မြတ်ဖရာဤည၌များပြားလှစွာသောသူတို့၏နှလုံးသားများကိုကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံစေတော်မူသောအရှင်တပည့်တော်အားလည်းကောင်းကင်နိုင်ငံတော်၏နှစ်သိမ့်မှုကိုပေးသနာတော်မူပါဖရာကိုရောရှင်အားတစ္ဆာရှိစွာချစ်မြတ်နိုးကိုးကွယ်နိုင်အံ့သောငါစောင့်မတော်မူပါကိုရောရှင်၏ချစ်လေးမြတ်ခြင်းမီးရှံဖြင့်တပည့်တော်တို့၏နှလုံးသားကိုလောင်ကျွမ်းစေတော်မူပါဖျားတပည့်တော်တို့အားချစ်သနာတော်မူရန်သူငယ်တော်အဖြစ်မီးရှူးတန့်စင်ဖွားမြင်ခြင်းကိုခံတော်မူသောအရှင်တပည့်တော်တို့၏ချစ်ချင်းမေတ္တာသည်အဆုံးမဲ့တည်မြဲနိုင်ပါစေသောအိုအမိမေတော်မာရိယာယေရှု၏မေတော်ဖြစ်တော်မူလျက်တပည့်တော်တို့၏မိခင်လည်းဖြစ်တော်မူသောကညာမြတ်သားတော်ဘုရားထံချစ်သားသမီးများအဖို့ငါဆုတောင်းပေးတော်မူပါအာမင်